大家好，ပြန်တွေ့ကြပြီနော်ဒီနေ့စာသင်မလို့လေစာသင်မလို့မှာ1နှစ်3လွှဲရင်တင်မလို့ဒီဘက်ကဘာလို့ရှုံတာလဲဆိုတော့ခုနကဗီဒီယိုရိုက်ထားတာကိုမှမရိုက်လိုက်မိသွားတာနော်အရှိကြီးရိုက်ပြီးတော့လေအဲ့တော့ပထမဆုံးမတို့1နှစ်3 4 4ကနေ1နှစ်3 4 5 6 9 10 10ကနေပြီးတော့10ကဏ္ဍနောက်ကျရာကဏ္ဍထောင်ကဏ္ဍတောင်ကဏ္ဍလို့သွားမယ်နော်အဲ့တော့ဒီဟာတွေကတော့များသောအားဖြင့်ရာပြီးသားတွေပဲအကုန်လုံးရာပြီးသားတွေပဲဟုတ်တယ်မလား1နှစ်3 4ဒါပေမဲ့အတန်အတွက်ကတချို့တွေကမပီမာဆိုလို့လေမပီမာဆိုလို့ပြန်တော့ပြောလိုက်မယ်နော်ပြန်တော့ပြောလိုက်မယ်အဲ့တော့ပထမဆုံးတက်ကဖြင်းရင်းနေရမိတ်နေကြရလားမသိဘူးနော်အရန်ကြပြီဆိုတော့လေတောင်းမှပါတယ်တွေ့ဘူးချီအဲ့တော့ပထမဆုံး y ကမှတ်မိသေးလား y က e အဲ့တော့ i က e အဲ့တော့ e ကိုမသူက e ရှမ်းတစ်တန်နဲ့ဆိုတော့ e ပြန်ကြည့်ရတယ်ဗီဒီယိုမရိုက်ထားမလို့ e အတန်ကအတန်ပြေးတစ်တန်အတန်တော့အတန်ပြက်ပဲနော် e အဲ့လိုတန်မသွားမယ်နော်အဲ့နောက်တစ်ခုကကျတော့ er ကထူးခြားချက်ရှိရဟုတ်တယ်မလားသူကရှေ့ကဘီးနဲ့မတွဲဘူးတရတန်တီးတန်ပဲရှိရယ်တရတန်ပဲတီးတန်ပဲရှိတယ်အဲ့တော့အဲ့ဒီတော့သူက er က r လို့ပြောထားမလားအဲ့တော့ session နဲ့ဆိုတော့ er r ကနှစ်တော့ရှာလိုက်တန်လေးပါတယ်နော် r ကနှစ်အဲ့ကျတော့3ကကျတော့စ an က an အဲ့တော့စ an စန်သူလည်းရရှမ်းမယ်နော်ရရှမ်းဆိုတော့စန်နောက်တစ်ခုကကျတော့စ i ဆိုတော့စအဲ့ဒါဟိုမှာစရှမ်းနဲ့ဆိုတော့စက4နော်အဲ့တော့1 2 3 4ဒီနှစ်3 4နော်နောက်တစ်ခုကကျတော့ w ကကျတော့ဘာသာထွက်သေးလဲဝူအဲ့ဒါဟိုမှာယူရလဲဦးတန်ဆိုတော့ဝူအဲ့ဒါဟိုမှာဆန်းရက်ဆိုတော့ဝူအဲ့ဒါငါနောက်ကျတော့ liu l ကကျတော့လဲ iu ကကျတော့ iu အဲ့တော့လဲလျိုအဲ့ဒါဟိုမှာစစ်ရှမ်းဆိုတော့လဲလျိုအတန်ကလျိုမုံနော်လျို6ဆိုတော့ကျတော့လျိုက6နောက်ကျတော့ချီက9နောက်ကျတော့ပေါ်အားပါက10နောက်ကျတော့ဂျီကကျတော့ကြီးဟောကျတော့ eo ပဲ iu ဆိုတော့ eo ကြီး eo ကျိုးအဲ့ဒါကိုမှဆန်းရှမ်းဆိုတော့ကြီး eo ကျိုးအဲ့တော့ကျိုးက9နောက်10ကကြပါလဲဆို10ကရှာလိုက်တဲ့ဇာတ်နော်ရှာလိုက်ရမယ်နော်တိချာမှတ်နော်10အစိတ်က10အဲ့ဒါကိုမှ e နဲ့ပြန်ပေါင်းလိုက်တော့10အဲ့ဒါကိုမှသူကအာရှမ်းဆိုတော့10အဲ့ဆိုရင်10အဲ့ဒါဆိုလို့ရှိရင်1 2 3 4 5 6 9 10 10ပြန်ပြီးတော့ပြောပြပေးမယ်နော်အဲ့တော့1 2 3 4 5 6 7 8 9 10အဲ့ဆိုရင်1 2 3 4 5 6 9 10 10ဟိုမှ10ပြီးလို့ရှိရင်17ဆက်တော့တယ်မလား17ဆက်တော့တာဖြစ်တဲ့အတွက်10ကရှည်ဆိုတော့10ကရှည်ဆိုတော့10ဆိုလို့ရှိရင်နောက်က1ကိုပြန်လိုက်ပေါင်းရုံပဲအဲ့တော့ရှည်ဆိုရင်17အဲ့ဒါအောင်မှနောက်ကနေမှကဏ္ဍလေးပဲပြောင်းသွားရုံပဲအဲ့တော့ရှည်17အဲ့တော့12ဆိုလို့ရှိရင်ရှည်အဲ့တော့12အဲ့တော့ရှည်2ရှည်3ရှည်4ရှည်5ရှည်6ရှည်7ရှည်8ရှည်9နောက်ကျတော့20ကျတော့သူက10မလားအဲ့တော့20ဆိုတော့နှစ်က r အဲ့တော့ r ရှည်ဆိုပြီးတော့ပြန်တော့အဲ့ဒါဆိုလို့ရှိရင်20အဲ့ဒါကိုမှကိုက21ကိုတည်ကျင်နေဆိုလို့ရှိရင် r ရှည်ရဲ့နောက်မှာခုနလိုမျိုးပဲလိုက်ပြီးတော့ပြန်ကတ်မယ်အဲ့တော့ r ရှည်
21ဆို21အဲ့ဒါကိုမှ22ဆိုရင်22အဲ့လိုမျိုးအဲ့ဒါက69ထိအဲ့တိုင်းပဲပြန်သွားတော့မယ်နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဥမာဒီမှာ40ဆိုလို့ရှိရင်404မလားအဲ့တော့40ဆိုရင်40အဲ့တော့မှ40ခွန်ဆိုလို့ရှိရင်47အဲ့ဒါဆိုရင်40ခွန်အဲ့လိုမျိုးပဲပြန်သွားမယ်ဥမာ89ဆိုလို့ရှိရင်89ဆိုတော့8ကပါ80ဆိုတော့89အဲ့ဆိုရင်89အဲ့တိုင်းပဲပြန်သွားမယ်နော်နားမလည်လို့ရှိရင်မေးလို့ရရနော်နားမလည်လို့ရှိရင်မေးလို့ရရနောက်ကြလို့ရှိရင်ဖြည့်ရမယ့်ဟာလေးတွေအင်စာပြန်တင်ပေးမယ်နော်အဲ့တော့ဒါက10ပြီးလို့ရှိရင်သူကရာလာတယ်ရာလို့ပဲပြောတာဖြစ်တဲ့အတွက်အရှိမဥမာရှိဆိုလို့ရှိရင်သူက10ဖြစ်တဲ့အတွက်အရှိမ10ဆိုလို့ရှိရင်ရှေ့မှာဤရှိဆိုပြီးတော့ထည့်ကြရမလို့ဘူးတန်းပြီးတော့လိုက်ရုံပဲဒါပေမဲ့ရာမှာကျတော့ရာခဏဖြစ်တဲ့အတွက်100ဆိုလို့ရှိရင်မတို့1ကဤမလားအဲ့တော့1ကဤဖြစ်တဲ့အတွက်ဤပိုင်100ဆိုလို့ရှိရင်ဤပိုင်အဲ့လိုမျိုးပြန်ထည့်ပြီးအဲ့တော့100ဆိုလို့ရှိရင်ဤပိုင်အဲ့တော့100ဟိုမှနောက်ထပ်ပြောချင်ပြတ်သွား2ပိုင်ဆိုလို့ရှိရင်200အဲ့လိုမျိုးအဲ့ဒါဟိုမှကိုကထားပါတော့236လို့ပြောချင်တယ်ဆိုလို့ရှိရင်ခုနတိုင်းအစဉ်တိုင်းပြန်ပြောလို့ရတယ်200က r ပိုင်မလား r ပိုင်200က r ပိုင်အဲ့တော့200ခဏထိရပြီအဲ့တော့နောက်ကျ36ကကျတော့30ဆိုလို့ရှိရင်6ကကျတော့6အဲ့တော့36အဲ့တော့2ပိုင်36အဲ့တိုင်းပဲအစဉ်လိုက်ပဲပြောသွားမယ်နော်အဲ့တော့300ဆိုလို့ရှိရင်3ပိုင်400ဆိုရင်4ပိုင်500ဆိုလို့ရှိရင်5ပိုင်600ဆိုရင်6ပိုင်7ပိုင်8ပိုင်9ပိုင်1000ဆိုလို့ရှိရင်ကျတော့ချမ်းကလည်းအတူတူပဲသူကရှေ့ကနေမှထည့်ပေးရမယ်ချမ်းဆိုရင်1000ဆိုရင်1000အဲ့တော့ထုံးစံတိုင်းပဲသူကလည်းအဲ့တိုင်းပဲရှေ့ကနေပေါင်းပေးအောင်မယ်2ချမ်း3ချမ်း4ချမ်းအဲ့လိုမျိုးပေါင်းပေးအောင်မယ်အဲ့ဒါဆိုလို့ရှိရင်သူကဥမာ1256ဆိုပါစို့1256ဆိုလို့ရှိရင်1000ကဤချမ်းမလားဤချမ်း200ဆိုလို့ရှိရင်လျောက်ပါအပိုင်နောက်ထပ်56ကကြတော့5က5 10 6 56ဆိုတော့5 10 6အဲ့တော့ဤချမ်းအပိုင်56 1256ဆိုရင်ဤချမ်းအပိုင်56အဲ့လိုမျိုးပဲအဲ့ဒါဟိုမှာတခြားဟိုမှာထားပါတော့3982အဲ့ဒါဆိုလို့ရှိရင်လည်းအတူတူပဲ1000ကချမ်းမလားအဲ့တော့3000ဆိုတဲ့အတွက်3ချမ်း900သူက900ဖြစ်တဲ့အတွက်7ပိုင်82ဆိုတော့8ကပါ10က10ပါရှိ2က2 3700ပိုင်82အဲ့ဒါဆိုရင်3982နဲ့နော်အဲ့တော့ဒါထောင်ကနန်းကိုလည်းအဲ့လိုမျိုးတဆင်ပြီးတက်သွားမယ်1000ပြီးလို့ရှိရင်1000ကနန်းလာမယ်1000ကနန်းအဲ့တော့သူလည်းအတူတူပဲ1000ဆိုလို့ရှိရင်2000ဆိုရင်3အဲ့လိုမျိုးပဲအစဉ်တိုင်းသွားမယ်အဲ့ဒါဥပမာဆိုလို့ရှိရင်96,959ထားပါတော့အဲ့ဒါဆိုလို့ရှိရင်9000ဆိုလို့ရှိရင်
5万သူက6000မလား6ဆိုတော့6မှာ1500မလား5万6000ဒါကြတော့959ဖြစ်တဲ့အတွက်759ဆိုတော့59 56,759အဲ့လိုမျိုးနောက်တစ်ခုထူးခြားတာဆိုတာသူတို့မှာကတရုတ်စာမှာက1အထိပဲရှိရယ်နော်1ရှိတယ်နောက်ထပ်မြင့်သွားလို့1အထိပဲရှိတယ်နောက်ထပ်မြင့်သွားလို့ရှိရင်ကကြတော့သူက E ဆိုတဲ့ဟာရှိရယ် E ဆိုတဲ့ဟာရှိရယ်သူကကြတော့100 million မီလီယံဒါပေမဲ့သူကကြတော့အရင်များသွားတယ်သူကကြတော့နည်းနည်းသုံးတာတော့နေတယ်ဒါပေမဲ့ဒီ1လောက်ထိကောင်းကောင်းသိထားရင်1လောက်ထိကောင်းကောင်းသိထားရင်ဒါပေမဲ့သူက1အထိပဲရှိရယ်1အထိပဲရှိပြီးတော့ဂျားထဲမှာတိန်ကနန်းပြောက်သွားတိန်ကနန်းတန်ကနန်းအဲ့လိုမရှိဘူးအဲ့ဒီတော့အမတို့ကတိန်ကနန်းပြောချင်တယ်ဆိုလို့ရှိရင်တိန်ကနန်းဥမာဆိုလို့ရှိရင်တသိန်းထားပါတော့ခု10ရာထောင်တောင်းတိန်တသိန်းထားပါတော့တသိန်းဆိုတဲ့အဓိပ္ပာယ်ကတသိန်းကတသိန်းမှာဆိုလို့ရှိရင်အမတို့ကဘယ်လိုလဲဆိုတော့သူက10,000ရှိတယ်ဆိုတဲ့အဓိပ္ပာယ်မလား1,000 2,000 3,000 4,000 5,000 6,000 9,000 10,000 9,000ပြီးမှ10,000ဆိုမလားပဲနဲ့တသိန်းဆိုပြီးလာတာမလားအဲ့တော့တသိန်းဆိုရင်10,000နဲ့အတူတူပဲဟုတ်တယ်မလားအဲ့တော့သူက1ပဲရှိတာဖြစ်တဲ့အတွက်တောင်းကနန်းပဲရှိတာဖြစ်တဲ့အတွက်သူကသိန်းကနန်းတွက်လို့မရဘူးတောင်းခွဲဖွဲ့ပြီးမှပြန်တွဲရမယ်အဲ့တော့တသိန်းဆိုလို့ရှိရင်အမတို့ကဘယ်လိုပြောမလဲဆိုရင်10万10,000ပေါ့နော်10,000ပေါ့10,000တော့မှာအဲ့တော့10ဆိုတော့10万အဲ့ဒါဆိုရင်10,000ပေါ့နော်10,000ဆိုလို့ရှိရင်10,000ဆိုတော့သူကတသိန်းကိုပြောတာ10,000ဆိုတော့တသိန်းသူအဲ့လိုမျိုးပြန်ထွက်အဲ့တော့2သိန်းဆိုလို့ရှိရင်2သိန်းဆိုရင်အတူတူပဲသူကတောင်းပြန်ဖွဲတောင်းပြန်ဖွဲအဲ့တော့2သိန်းမှာတောင်းက20,000ရှိတယ်မလား20,000ရှိတာဖြစ်တဲ့အတွက်20,000ရှိတာဖြစ်တဲ့အတွက်20ဆိုတော့20တောင်းဆိုတော့120万မှာနောက်ထပ်4သိန်းဆိုလဲအတူတူပဲ4သိန်းဆိုလို့ရှိရင်လဲ4သိန်းမှာဆိုလို့ရှိရင်လဲ140ရှိတယ်မလား40,000ရှိတာဖြစ်တဲ့အတွက်40万တကယ်လို့5သိန်း6,000ဆိုလို့ရှိရင်5သိန်း6,000ဆိုလို့ရှိရင်တောင်းပြန်ဖွဲတော့56,000ရှိတယ်မလား56,000ဖြစ်တဲ့အတွက်56က56တောင်းဆိုတော့ကြတော့56万အဲ့တော့56,000ဆိုရင်56万အဲ့တော့56,000ကဘာလို့ဆိုတော့5,600,000ကိုပြောတာနော်အဲ့ဒါသူတို့ရှိမှာတင်ကနန်းမရှိတော့အဲ့9,000ကနန်းပဲရှိတော့အဲ့လိုမျိုးပြောရနော်အဲ့ဒီတော့ပြောရမယ်ဆိုလို့ရှိရင်ဥမာပြန်ပြောရမယ်ဆိုလို့ရှိရင်2,500,000 6,983ဆိုပါလို့အဲ့ဒါဆိုရင်တွေ့ကြည့်ခု10ရာထောင်တောင်းသူကတောင်းမှနေပြတ်သွားပြီမလားတောင်းမှနေပြတ်သွားတော့တစ်ချက်မှတ်လိုက်မှတ်ပြီးတော့အဲ့တော့ဘယ်နှတောင်းရှိရလဲ25,000ဖြစ်တဲ့အတွက်25ဆိုတော့25အဲ့တော့25,00025တောင်းဆိုတော့ကျတော့25万25,000နောက်ကျတော့လာပဲခု10ရာထောင်ကနန်းလာပြီမလားထောင်ကနန်း6,000ဆိုတော့6,000ဆိုတော့6ကလျှို့ထောင်ကချမ်းလျှို့ချမ်း6,000အဲ့တော့6တခုပြီးသွားပြီနောက်ထပ်983အဲ့တော့900ဖြစ်တဲ့အတွက်9ကချီရာကပိုင်ချီပိုင်နောက်ထပ်83ဆိုတော့80က83ဆိုတော့83အဲ့တော့25,683အဲ့တော့သူကသူ့ထူးခြားချက်အရာတောင်းဆိုရင်ဘယ်နှတောင်းရှိလဲအရင်မှတ်ပေါ့အဲ့ဒီလိုပဲဥမာထားပါတော့ဒါက32,500,000ဆိုပါဆို32,500,000ဆိုလို့ရှိရင်လေဒီဟာကိုပြောင်းလိုက်ရုံပဲ
ဒီရှေ့ဟာကိုပြောင်းလိုက်ရုံပဲဒါဆိုလို့ရှိရင်325,000ဖြစ်သွားမှာပေါ့325,000ဖြစ်တဲ့အတွက်သူကဘယ်လိုဖြစ်မလဲ325ဆိုတော့325ဆိုတော့25,000နောက်ထပ်ပြန်တဲ့ဟာကိုဆက်ပြီးတော့အစင်လိုက်တွက်သွားရုံပဲ6783အဲ့လိုမျိုးစင်လိုင်းတက်သွားရုံပဲအဲ့ဒါကထူကြချက်နောက်တစ်ခုဒီတရုတ်စာမှာသူကခုနှစ်တွေပြောတယ်ဆိုတော့ခုနှစ်တွေပြောဥပမာဆိုလို့ရှိရင်2025 2026နောက်ကျတော့1994နောက်ကျတော့2000နဲ့မှ3အဲ့လိုမျိုးပြောပါအဲ့လိုပြောရထားပါတော့အဲ့ခုနှစ်တွေကိုပြောရင်ကြာသူကဒီတိုင်းပဲတို့ဆိုလို့ရှိရင်2025 2026ထောင်ကနန်းနဲ့အဲ့လိုမျိုးကနန်းလို့တွက်ခေါ်တယ်ကွာဒါပေမဲ့သူတို့ကကျတော့အဲ့လိုမျိုးမခေါ်ဘူးဒီတိုင်းကနန်းတိုင်းပဲဖတ်လိုက်တာပေါ့နော်အလင်အဝူညံအလင်အဝူ2025အလင်အလျု့ဆိုရင်ဒါဆိုလို့ရှိရင်များသောအားဖြင့်သူတို့ကနှလုံးပဲပြောတော့ဂျိုစစ်ရောင်းဂျိုစစ်လို့ပြောတာတဲ့ဂျိုစစ်အဲ့လိုမျိုးပဲပြောကြကျတော့ဒါဆိုလို့ရှိရင်လဲလင်းဆန်းအဲ့လိုမျိုးပဲပြောရတာเนาะဒါခုနှစ်ဆိုလို့ရှိရင်ပြောတုံညလင်းเนาะတုံညလင်းအဲ့တော့လင်းဆိုတော့လင်းဆန်းအဲ့လိုမျိုးပြောနောက်တစ်ခုထူးခြားချက်အနေနဲ့ပေါ့เนาะနောက်တစ်ခုထူးခြားချက်ကတက်မလားတက်အဲ့တက်ကကြတော့ပြောမှဆိုရင်တချို့ဒေတာတွေမှာကြတော့ तू ကအဲ့ကိုက तू ကဘာလဲမှားတယ်လဲဆိုတော့4အဲ့စလုံးတွေကသူတို့တွေကမကွဲဘူးမတဲကွဲတာဖြစ်တဲ့အတွက်ဒီကိုတချို့ဒေတာတွေမှာဘယ်လိုသုံးလဲဆိုရင်ရောင်းလို့သုံးတယ်ရောင်းလို့သုံးတယ်ဥမာဆိုလို့ရှိရင်တို့911တို့ဘာလို့မှမလားကြိုရောင်းဂျိုဂျိုလို့ပြောတာတဲ့ရောင်းဂျိုလို့ပြောကြအဲ့ဒါဆိုလို့ရှိရင်ဆိုလို့ရှိရင်သူကပြောပါများလို့ရှိရင်ချီစစ်အဲ့လိုမျိုးနဲ့အတန်လွဲသွားမှာဆိုတဲ့အတွက်သူကရောင်းလို့မပြောဘဲနဲ့ရောင်းလို့ပြောပို့ပြီးတော့ထင်ရှားတဲ့သဘောပေါ့ဒါပေမဲ့ तू ကကြတော့ဘာလဲဆိုတော့ तू ကတကယ်ပေါ့နော်ဒီနိုင်ငံတော်သတင်းစာတွေတို့ဘာလို့အဲ့လိုမျိုးမှဆိုလို့ရှိရင်တော့ပဲသုံးတယ်သတင်းတွေလွှင့်တာတို့အဲ့လိုစာရေးတယ်ပေါ့ဆိုပဲသုံးတယ်ဒါပေမဲ့ဒီတရုတ်တွေနဲ့ဒီပုံမှန်နေ့စဉ်သုံးတဲ့မှာကြတော့ तू ကထက်ရောင်းကိုပို့သုံးတယ်ပေါ့နော်အဲ့ဒါထူးခြားချက်တစ်ခုနောက်တစ်ခုကကြတော့ကနှစ်ကိုမှသူကပြောမယ်ဆိုလို့ရှိရင်200ကနေစပြီးတော့တကယ်လို့ဒီ200ကထားပါတော့အစင်တိုင်းသွားတဲ့ကဏ္ဍပေါ့နော်ဥမာဆိုလို့ရှိရင်တို့စာရွက်မှာမာတိကစင်နဲ့1 2 3 4အဲ့လိုမျိုးဆိုလို့ရှိရင်ကတမျိုးဒါပေမဲ့အဲ့လိုမျိုးဆိုနောက်ကျဆက်နံပါတ်တွေ line နံပါတ်တွေစီတယ်မလား1 2 3 4အဲ့လိုမျိုးကိုမဆိုလို့အစင်တိုင်းရှိတဲ့နံပါတ်တွေကိုမဆိုလို့ပေါ့နော်ဒါပေမဲ့ထားပါတော့ဒီနေ့ပစ္စည်းတို့ဘယ်နှခုလုပ်ပြီးသလဲထားပါတော့ပစ္စည်းဘယ်နှမျိုးလုပ်ပြီးဘယ်နှခုလုပ်ပြီးသလဲပေါ့နော်ပစ္စည်းအရေးအတွက်တွေပြောပြီးတို့ဘာလို့အဲ့ဒါဆိုပစ္စည်းအရေးအတွက်ဆိုရင်အစင်တိုင်းရှိနေတာမဟုတ်ဘူးလေသူပြီးတဲ့လောက်ကိုပြောရတာလေကွာနောက်ကျတော့ပတ်စံဘယ်လောက်ရှိလဲတို့ဘာလို့အဲ့လိုမျိုးပြောရမလားအဲ့လိုမျိုးသုံးတဲ့နေရာမှာကျတော့ဒီမှာကျတော့ပိုင်းလို့မသုံးဘဲနဲ့ LIANG လဲလျောင်းပိုင်အဲ့လိုမျိုးပြောရယ်နော်သူကအစင်လိုက်ရှိတဲ့ဟာတွေမပါဘူးเนาะအစင်လိုက်ရှိတဲ့ဟာတွေကိုပြောလို့မရဘူးဒါပေမဲ့သူကအဲ့လိုမျိုးအရေးအတွက်နဲ့ပတ်သက်တာတို့ပတ်စံဘယ်လောက်ရှိလဲလို့ထားပါတော့အဲ့လိုမျိုးကဏ္ဍနေပြောလို့ရှိရင်လျောင်းနဲ့သုံးတယ်เนาะလျောင်းနဲ့သုံးတယ်အဲ့ဒါဆိုလို့ရှိရင်ထားပါတော့ဒီနေ့ပစ္စည်း234ခုထုတ်တယ်ဆိုလို့ရှိရင်အဲ့ဒါဆိုရင်ပိုင်း34လို့မပြောဘဲနဲ့လျောင်းပိုင်း34လို့ပြောတယ်လျောင်းပိုင်း34အဲ့လိုမျိုးပြောတယ်အဲ့လိုပဲထားပါတော့2568ခုမဟုတ်ဘူးဒီနေ့ပစ္စည်းက2568ခုပြီးတာသူထားပါတော့သူ့ရဲ့
သူ့ရဲ့မှာထားပါတော့သူ့ရဲ့နေ့စဉ်လောက်တာ2569ခုပြီးတယ်ထောင်ကနန်းပြောလို့ရှိရင်လည်း2567အဲ့မှာလျောင်နဲ့ပဲသုံးတယ်လျောင်နဲ့ပဲသုံးတယ်เนาะအဲ့ဒါကထူးခြားချက်ပေါ့เนาะလျောင်ရှိမယ်一ရှိမယ်二ရှိမယ်ဒါမှမဟုတ်လို့ရှိရင်လျောင်နော်အဲ့ဒါထူးခြားချက်เนาะမှတ်ရမှာအဲ့တော့ဒီကဏ္ဍကိုရပြီးသားပါနေမှာဒါပေမဲ့နောက်ဆုံးတစ်ခေါက်ပြင်ချပေးမယ်เนาะနောက်ကျတော့ကဏ္ဍနေပြီးအိမ်စာပေးမယ်เนาะအိမ်စာကိုတစ်ချက်လေးပြန်ကြည့်အိမ်စာတစ်ချက်ပြန်ကြည့်ပြီးလို့ရှိရင်အတန်ဖိုင်ပို့ပေးပါเนาะအဲ့တော့一二三四五六七八九十တော့ညကြတော့零ရာခဏဆိုရင်百ရာခဏဆိုရင်百ထောင်ခဏဆိုရင်千တောင်ခဏဆိုရင်万အဲ့ဆိုရင်တောင်ခဏအဲ့တော့အတန်အတွက်မှားနိုင်တာလေးဟိုဖြစ်မယ်နော်အဲ့တော့一三အဲ့ကြတော့七八အဲ့ကြတော့千နောက်ကြတော့ဒီမှာဆိုလို့ရှိရင်二四六နောက်ကြတော့ဒီက九ကိုကကြတော့九ဆန်းရှက်เนาะအတန်တော့တည်းလုံးဝမှားလို့မရအောင်သူကကြ九အဲ့တော့နောက်ကြတော့ရာဆိုလို့ရှိရင်百နောက်ကြတော့တောင်းက万အဲ့ဆိုရင်ရလောက်မယ်လို့ထင်ပါတယ်အိမ်စာရေးရမယ့်ဟာကိုပြန်ပို့ပေးမယ်เนาะ